နော်ဘယ်လိုပဲအတွက်ဖြေကတော့တူတူပဲရဖြစ်ပါမယ်ဒါပေမဲ့ကျွန်တော်တို့ဘာကွာသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့က cell reference နဲ့တွက်တဲ့ formula နဲ့ဒီ constant number နဲ့တွက်တဲ့ formula နဲ့ကွာခြားချက်ရှိပါတယ်နောက်တော့ cell reference နဲ့ယူပြီးတွက်ထားတဲ့အတွက်ကျွန်တော်တို့ယူထားတဲ့ cell ရဲ့တန်ဖိုးပြောင်းသွားတာနဲ့ကျွန်တော်တို့ဒီမှာတွက်ထားတဲ့အဖြေလည်းတစ်ခါရေးပြောင်းသွားမှာဖြစ်ပါတယ်ဥပမာဒီမှာ AC ရဲ့တန်ဖိုးကျွန်တော်တို့က5 movement နဲ့8လောက်ပြောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာတန်ဖိုးတွေပြောင်းသွားတယ်ဒါပေမဲ့ဒီ constant number နဲ့တွက်ထားတဲ့ဖြေတော့မပြောင်းဘူးသူငကိုရှိထားတဲ့အတိုင်းပဲရှိနေမှာဖြစ်ပါတယ် cell reference နဲ့တွက်ထားလို့ရှိရင်ကျွန်တော်တို့ကဒီ cell ရဲ့တန်ဖိုးပြောင်းတာနဲ့ကျွန်တော်ကျန်တဲ့တွက်ထားတဲ့တန်ဖိုးတွေပါကျွန်တော်တို့ပြောင်းသွားမှာဖြစ်ပါတယ်နောက်ဒီမှာတစ်ချက်ကြည့်အောင်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ keyboard ကအရေးအတွက်က3ခုရှိတယ်သူ့ရဲ့တန်ဖိုးရှိတယ်ဟုတ်နော်ကျွန်တော်တို့စုစုပေါင်းကိုလိုချင်လို့ရှိရင်ကျွန်တော်တို့ကဘာရမလဲဆိုလို့ရှိရင်ဒီကောင်နဲ့ညီများချင်းအရေးအတွက်နဲ့သူ့ရဲ့တန်ဖိုးနဲ့ကျွန်တော်တို့မြှောက်မယ်ဟုတ်နော်ဒါဆိုရင်ကျွန်တော်တို့အဖြေရသွားပြီဟုတ်ပြီကျွန်တော်တို့ဒီလိုတွက်တဲ့အချိန်မှာကျွန်တော်တို့ကအကုန်လုံးကိုလိုက်တွက်ဆရာမလို့ဟုတ်ပြီနော်ကျွန်တော်တို့ပထမတစ်ခုမှန်ပြီဆိုတော့ねကျန်တဲ့ကွက်တွေပါကျွန်တော်တို့တစ်ခါလေးတန်းတွက်လို့ရတယ်ဟုတ်ပြီဘယ်လိုတွက်မလဲဆိုရင်ကျွန်တော်တို့ပထမတစ်ခုမှန်သွားပြီဆိုရင်ကျွန်တော်တို့ရတဲ့အဖြေကိုဆက်လက်မှတ်လိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့တောင်းလေးကို mouse လေးတင်လိုက်မယ်ဒါဆိုရင်သူကအပေါင်းလက္ခဏာနဲ့လေးနဲ့ပြမယ်သူ့ကိုဘာလဲခေါ်လဲဆိုရင်ကျွန်တော်တို့ free hand လို့ခေါ်ပါတယ်သူ့ကို select လုပ်တဲ့ free hand လေးပေါ်လာပြီဆိုရင် mouse ကနေ click ပြီးတော့ဆွဲချမယ်ဒါဆိုရင်သူကအဖြေလေးတစ်ခါလေးတွက်သွားပြီလားဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က J7 နဲ့ K7 နဲ့မြှောက်ထားတာဒီရောက်သွားပြီဆိုလို့ရှိရင် J8 နဲ့ K8 နဲ့မြှောက်ထားတာဖြစ်မယ်ဒီမှာဆိုလို့ရှိရင် J9 နဲ့ K9 နဲ့မြှောက်မယ် J10 နဲ့ K10 နဲ့ J11 K11 ဟုတ်နော်သူရဲ့ cell ပေါ်မူတည်ပြီးတော့အကုန်လုံးလိုက်ပြီးပြောင်းသွားတယ်သူ့ကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် related cell reference လို့ခေါ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က M7 ဆိုလို့ရှိရင်ကျွန်တော်တို့က J7 နဲ့ K7 နဲ့ဖြစ်တယ် N8 ဆိုရင် J8 K8 ဖြစ်တယ် N9 ဆိုရင် J9 K9 ဖြစ်တယ်ဟုတ်နော်တို့ဒီ cell ပေါ်မူတည်ပြီးတော့ဆက်ပြီးတော့ပြောင်းတာဖြစ်တဲ့အတွက်သူ့ကို related cell reference လို့ခေါ်ပါတယ်အမှန်ဒါဆိုရင်ကျွန်တော်တို့ကစုစုပေါင်းတန်ဖိုးရပြီပြီးတော့ cashback ကဒီမှာ2000ရှိရလို့ပြောတယ်အဲ့တော့ကျွန်တော်တို့ cashback တန်ဖိုးကျွန်တော်တို့ကပြန်နှုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ formula ရေးမယ် equal ဒီကောင်လေးကနေပြီးတော့နှုတ်လိုက်မယ်ပြီးရင် enter ခေါက်မယ်ဒါဆိုကျွန်တော်တို့အဖြေရသွားဖြစ်ပါတယ်အဖြေရသွားရင်ကျွန်တော်တို့က free hand ဒီပေါ်လာဒီထောက်လိုက်ပေါ်လာနေအောင်ထောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဆွဲချမယ်ဟုတ်နော်ဒါဆိုရင်ကျွန်တော်တို့အဖြေတစ်ခါရတွက်ပြီးသားရသွားပြီပြီးကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပေါင်းကြည့်မယ်ဒီဟာစုစုပေါင်းဘယ်လောက်ဘယ်နှခုရှိလဲဆိုလို့ရှိရင်ညီမချင်းရပေါင်းနော်အလုံးပေါင်းပြီးတော့ကျွန်တော်တို့ကအန်တာခေါက်မယ်ဒါဆိုအဖြေရတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီဟာကိုဆွဲသွားအောင်မယ်ဟုတ်နော်တစ်ခုဖြေရရတယ်ကျန်တဲ့ကောင်တွေကတွက်စရာမလိုဘူးတခါတည်း free အနေနဲ့ဆွဲချသွားရင်အဖြေတန်းထွက်လာမှာဖြစ်ပါတယ်အခုကျွန်တော်တို့ free ကိုကြည့်အောင် free မှာဆိုရင်ကျွန်တော်တို့က free series ရှိတယ် copy cell ရှိတယ်ဟုတ်နော် free series ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ series လိုက်ဆွဲသွားတာကိုကျွန်တော်တို့က free series လို့ခေါ်တယ် copy cell ဆိုတော့ဒီတန်ဖိုးတစ်ခုကိုပဲနောက်ဆဲတွေမှာထပ်သွားအောင်သွားဆွဲတာကိုကျွန်တော်တို့က copy cell လို့ခေါ်ပါတယ်ဒီမှာကြည့်ကြအောင်ကျွန်တော်1နေစပြီးဆွဲလိုက်မယ်ဟုတ်နော်ဒါဆိုရင်1နေပဲကြာလဲဒါဆိုရင် copy cell ပါဟုတ်နော်ဒါဆိုရင်2တွေပဲကြာလိုက်2တွေပဲကြာလာတယ်ဒီမှာဆိုလို့ရှိရင်ပြောင်းသွားပြီသူက series ဖြစ်သွားပြီသူ copy cell လုပ်ချင်တယ်ဆိုရင်တို့ဒီခြုံလုံးနှိပ်လိုက်မယ်ပြီးရင် copy cell နှိပ်ဒါလေးကြီးပဲကြာလာမယ်ဟုတ်နော်အဲ့တော့ဒါ copy cell အဲ့တော့ free series ကြည့်မယ် series မှာဆိုရင်တော့1နေနော် free ဆွဲချလိုက်မယ်ပြီးရင်ဒါလေးနှိပ်လိုက်ပြီး free series ကိုနှိပ်လိုက်မယ်ဒါဆိုရင်1 2 3 4 5 6အဆင်းလိုက်ကြသွားမယ်ဟုတ်နော်နောက်ဒီမှာ2ရှိတယ်2ကနေပြီးကျွန်တော်တို့4ကိုသွားမယ်ဟုတ်နော်ဒါဆိုရင်တစ်ခုနဲ့တစ်ခုကျွန်တော်တို့ကွာခြားချက်က2ရှိတယ်အဲ့ဒါနှစ်ခုကိုဆက်လက်မှတ်လိုက်မယ်နောက်ဆွဲချမယ်ဟုတ်နော်2 4 6 8 11 10 11 10 12 40 60 80 20ဟုတ်နော်ဆိုတော့တစ်ခုနဲ့တစ်ခုနှစ်ခုကွာခြားတယ်ဟောဒီမှာဆို2ရယ်10ခွန်ရယ်ထားလိုက်မယ်ဟုတ်နော်ပြီးရင်ဆက်လက်မှတ်လိုက်မယ်ပြီးရင်ဆွဲချမယ်သူရဲ့တစ်ခုနဲ့ကွာခြားချက်က9ရှိတယ်ဟုတ်နော်
ဒီမှာဆိုနှစ်ခုကွာခြားချက်5ရှိတယ်ဒီနှစ်ခုကွာခြားချက်5ရှိတယ်နှစ်ခုကွာခြားချက်5ရှိတယ်ဟုတ်နော်ဒါကကျွန်တော်တို့ free CD ပါနောက်ဒီမှာနိုင်ရီရှိမယ်နိုင်ရီလည်းကျွန်တော်တို့ CD ဆွဲချလို့ရမယ်ဟုတ်နော်ဒီမှာရက်တွေသတင်းလားနောက်တစ်ပတ်ပုံတခုကြီးရောက်သွားဟုတ်နော်ဒါဆိုကျွန်တော်တို့ရက်တွေကိုလည်းကျွန်တော်တို့အစင်လိုက်ရေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးလိုက်ရေးရမလို့ဆွဲချလိုက်လို့ရင် CD လိုက်ကြလာမယ်ဒီဟာပဲထပ်လို့ချင်တယ်ဆိုရင်ကျွန်တော်တို့ဆွဲချမယ်ပြီးရင် copy ဆက်လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီတရက်တည်းကိုပဲကြလာမယ်နော်ဒီမှာဆိုရင်လာရီအဲဆိုတော့နောက်ဆိုရင်ကျွန်တော်တို့အစင်လိုက်ကြလာမယ်ဒါအတူကပေါ့နော်ဒါဆိုအရှိကဟုတ်ပြီဒီလာရီရက်ဒီနိုင်ဒီနံပါတ်တွေမှာပဲလုပ်လို့ရလားဆိုရင်တော့မဟုတ်ပါဘူးကိုနံပါတ်စင်တက်ခြင်းနဲ့ကောင်တက်လို့ရတယ်ဥပမာဒီမှာဆိုရင်ကျွန်တော် test 1လို့ရေးထားတယ်သူ့ဆွဲချလိုက်မယ်အဲဆိုရင် test 1ကနေပြီးတော့ test 2ထိရောက်လာတယ်ဟုတ်နော်ဒါကကျွန်တော်တို့ column တိုင်းဆွဲတာပါဒါဆိုရင်ကျွန်တော်တို့ row တိုင်းတော့မရဘူးလားဆိုရင်ကျွန်တော် row တိုင်းလည်းဆွဲလို့ရပါတယ်ဒါက copy ဆဲပါဒါဆိုရင်တခုနဲ့တခုကွာခြားခြင်းနှိရှိပါတယ်ဆွဲချလိုက်မယ်ဟုတ်နော်ဒါဆိုတခုနဲ့တခုကွာခြား5ရှိတယ်ဟုတ်နော်ဒါဆိုရင်နိုင်ပြီဆွဲချမယ်ဒါဆိုရက်ဒီလာရီဟုတ်နော်ဒါဆိုကျွန်တော်ဒီမှာ free อ่ะကျွန်တော်နံပါတ်တွေကိုကဏ္ဍတွေကိုလည်းကျွန်တော်တို့ free လုပ်လို့ရတယ်နိုင်တွေလည်း free CD ဆွဲချလို့ရတယ်ရက်တွေကိုလည်း free CD ဆွဲလို့ရတယ်လာတွေလည်း free CD ဆွဲလို့ရတယ်ကျွန်တော်တို့ရှင်းမှာတော့ဆိုလို့ချင်း formula တွေပါတခါတည်း free CD နဲ့ဆွဲချပြီးတော့ formula တွေပါတခါတည်းတန်းတော်လို့ရတယ်ဟုတ်နော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ exercise လေးတော့ကြ